ဒီနေရာကတော့နှစ်ပတ်တန်ဖျားဖြစ်ပါတယ်ဒါကတော့ဖျားရဲ့ဝင်ပေါက်ပဲချမ်းပေါ့နော်ဒီဘက်ကနေဟိုဘက်နဲ့ကြည့်လို့ရှုခင်းနေရမ်းလာတယ်လုံးဝရှေ့ပဲတော့ချက်ဟိုဘက်ဒါကဖျားပေါ်တက်တဲ့ဝင်ပေါက်ပဲချမ်းကိုသွားမှာပေါ့နော်အခုချီရမြဲမှန်ပေါင်းကနေဆိုရင်ညာဘက်ချမ်းမှာပုံတက်တဲ့လေကရှိတယ်ဟုတ်ကဲ့ဆက်ပါမယ်ဒီနေရာလေးဆိုလဲအရန်ဟိုလုံးဝရှုခင်းရလှတယ်ဗျာဒါဆိုရင်ဖះလေကားပေါ်တက်ပြီးချင်းသိပ်မကြောက်ဘူးညာဘက်ချမ်းမှာတွေ့ရတဲ့မြင်ကွင်းပေါ့နော်မှာပါတယ်မိဖို့မှုတ်တဲ့ဆက်တွေပိုင်းနဲ့မှုတ်ထားရှယ်ပဲဗျာလုံးဝဆိုင်ကလာဓာတ်ပုံရိုက်ဖို့ဆိုလဲတော်တော်လေးကိုစင်ပြေတဲ့နေရာလေးအဲဒီဆွမ်းနာနေရာနေပြီးတော့ဆိုလဲတက်ပြီးသိပ်မကြောက်ဘူးဒီလိုမျိုးငါးကန်ပါတဲ့ရေတကုံတစ်ခုထပ်တွေ့ရမယ်အမှ49တော်တော်များများလာတယ်ဗျာပြီးလို့ရှိရင်ဒါလည်းဒုတိယမြောက်သဆင့်ပေါ့နော်အိုင်နာနေရာလေးဆိုလည်းတော်တော်လှတယ်ဓာတ်ပုံရိုက်လို့ဆင်ပြေတယ်ကျွန်တော်တို့မှာ6 တန်းမောင်အဲ့ဒီကနေပြီးတော့အပေါ်တနေ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်းဘေးမှာရှိသေးတယ်ဗျာညာဘက်ချမ်းမှာပဲတော်တော်လှတဲ့နေရာလေးတွေโอเคနေထားတော့ share ပဲဖြည်းဖြည်းချင်းအဲ့ဒီရေကွန်လေးနဲ့လောက်ထားတာလေးကညာဘက်ချမ်းမှာတော်တော်များတယ်ဗျအဲ့ဒါနဲ့ဆက်သွားပြီးတော့ကျွန်တော်အပေါ်မှာဗာဆက်ရှိလေဆိုတော့ကျွန်တော်ဆွမ်းနေရာတွေဖြစ်လာလို့ရှိရင်နေရာပေါ်တက်တဲ့အပေါက်အမှဆိုလည်းခေါင်းလုံးတွေထားတော့တန်းရှိရပေါ့အဲ့ဟိုရောက်လို့တော့ဘူးရတယ်ဒီအဲ့တော့ကျွန်တော်ဒီနေ့ဆက်နေပြီးတော့ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီထဲတွေဝင်လို့ရတယ်အဲဆက်သွားမယ်ဆိုရင်ဒီမှာကျွန်တော်မှဆိုတော့အမွှေးတိုင်လားတုတ်လားတုတ်ချောင်းလားဆိုအဲ့မီးတဲ့ပေးတွေရှိရပါတော့ဝါသနာပိုင်ဝင်မေးလို့ရပါတယ်ကိုကတော့မမေးခဲ့ပါဘူးဆက်သွားတယ်ကျွန်တော်တို့အပေါ်တက်တဲ့နေရာရှာနေရပါတော့ဖះဟိုပတ်ဖူးရင်းနဲ့လောဆယ်တော့မတွေ့သေးပါဘူးဗျာအပြင်ပြန်ရောက်သွားပါတယ်ဒါဆိုထွက်ပေါက်ပြန်သွားပြီဗျာကိုကတော့ဖះအပေါ်ဆုံးရှင်းပြီးတော့ရောက်သွားပါတော့ဒီမျိုးမှာဆိုရင်သူရဲ့ဖះညံတော့တော်တော်ပြင်းတယ်ပြီးတော့အဲ့ဘေးဘက်ချမ်းမှာဆိုရင်ဒီငကောင်းမျိုးအပေါ်ကြီးညံလည်းရှုခင်းနေအရှုခင်းနေမြင်ရမယ်ပြီးတော့အဲ့မှာပတ်ဖူးနေနေကျွန်တော်တို့ဒီမျိုးဖိုင်လေးရှိပြီးပတ်ဖူးနေတယ်ထိုင်မှုပြုလို့ဆိုပြီးတော့ထိုင်ပုံလေးပေးထားရှိပါတော့ညဘက်ချမ်းကောင်းလေးပေးထားထိုင်ပြီးသားဒီညဆိုတာပေါ်တော့မြောက်ပြီးကြာဒီဟာကတော့ဝက်ပေါ်ဆိုတော့ကန်ပြီးတော့ငကောင်းမျိုးကြီးရတယ်တော်လေးကိုအိုက်တယ်ဟိုအဲ့လိုမျိုးပုံမှာဖျားဘူးအောက်ပြန်ဆင်းလာမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးတစ်ခုတနေရာရှိပါတော့သူကအဲ့လိုမျိုးပုံနေနဲ့အမှသူဖျားသမိုင်းကြောင်းအညာဖို့ရေးထားတဲ့စာရှိတယ်ဒီကတော့ကလာဝမ်းယောဂဖြစ်ပြီးတော့လူတွေသေဆုံးကြတဲ့အချိန်မှာဒီဖျားเจ้าသားမှာလူသေတဲ့သူရေးထားတာတော့ဒီမှာကျွန်တော်လည်းဖတ်မတတ်ပါဘူးပြတိုက်လိုပဲသိပါတယ်။ဩဒါတော့ဆန္ဒအောက်ထဲကနေဝင်လို့ရှိရင်ဒီလှိုင်ကူရှိရပါတော့။လှိုင်ကူထဲမှာဖျားတွေပေါ့။အမြင်ပဲဗျ။တော်တော်လေးကိုတက်ပေဖို့ကောင်းပါတယ်။ဟောရှိကမ်းမှတ်နေတာကြောက်ပြားပဲ။ဒါအနောက်ဘက်အထွက်ပေါက်ပေါ့ဒီမှာဆိုလေတော်လာပါတယ်ခြေတကွန်နဲ့ကဲနောက်တနေရာဆက်သွားကြတာပေါ့အေးနေရပဲအေးကွန်က